trading မလုပ်တဲ့လူ၃မျိုးရှိတယ်ပထမတစ်မျိုးက trading ကိုနေချင်းညချင်းတတိဖြစ်မဲ့လမ်းလို့ထင်နေတဲ့သူတွေပဲ trading ဆိုတာလည်းတကယ်တော့ skill တစ်ခုပဲအချိန်ပေးပြီးမလေ့လာခြင်းဘူးပတ်စံရလွယ်ခြင်းနေဆိုလို့ရှိရင်တော့ trading မလုပ်သင့်ဘူးဘယ်ရမှာမဆိုကတော့အလွယ်လန်းဆိုတာတော့မရှိဘူးဒုတိယတစ်မျိုးကကြတော့ကို့မှာရှိတဲ့နောက်ဆုံးလက်ကျန်ကိုဒါမှမဟုတ်တရားရောက်စီကချီးထားတဲ့ပတ်စံနဲ့ trading လုပ်မဲ့သူတွေပဲ trading ဆိုတာကပတ်စံလေးအလွယ်လွယ်လေးရနိုင်တယ်လို့လွယ်လွယ်လေးရှုံးနိုင်တယ်ဆိုတော့ emotion ထိန်းနိုင်ဖို့အရေးကြီးတယ်ဒီပတ်စံကိုရင်တော့ငါဘွားပြတ်ပါပြီဆိုတော့စိတ်နဲ့ trading လုပ်ရင်တော့ရှေ့ချပို့ပြီးရှုံးမှုပဲရှိတယ်နောက်ဆုံးတစ်မျိုးကကြတော့စီကံမရှိတဲ့သူတွေပဲကိုရန်ချမှတ်ထားတဲ့ strategy ကိုကိုရန်မလိုက်နာဘူးလောဘတွေတက်ပြီးတော့ over trade တွေလုပ်တယ် stop loss တွေမထားဘဲနဲ့ trade တယ်ဆိုလို့ရှိရင်ဘယ်လောက်ထိ profitable ဖြစ်နေတဲ့ trader ပဲဖြစ်ဖြစ်အချိန်တန်လာလို့ရှိရင် account builder နဲ့ပဲရင်ဆိုင်ရမှာပဲတကယ်တမ်း trading ဆိုတာကအချိန်ပေးပြီးလေ့လာရမယ့်ပညာတစ်ခုလို့ပြောလို့ရတယ်အခုမှ trading စလုပ်မဲ့သူတွေအတွက်ဆိုလို့ရှိရင်လေကျွန်တော်တို့ trading community group မှာအခြေခံကနေစပြီးတော့လေ့လာလို့ရမယ့် video လေးတွေကိုတစုတစည်းတည်းဖြစ်အောင်လို့ပြန်ပြီးတော့ sharing လုပ်ပေးထားတယ်ပြီးတော့$10ကနေစပြီးတော့ account ဖွင့်လို့ရအောင်လဲစီစဉ်ပေးထားတဲ့အတွက်ကြောင့်မလို့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင် comment ထဲမှာ trade လုပ်မှတ်ခဲ့ပြီးချက်ပေါက်ထိတာပြပြပေးမယ်